ဆိုင်နာမည်ကတန်တန်လေးတဲ့ အော်တန်တန်လေး ရောင်းတဲ့မိန်းမလက်မှာဝဲနေတယ် ဒီကျကိုအဲ့ဒီစောက်တင်းမပြောနဲ့သူများတင်းမပြောနဲ့အဲ့ကျဘင်းသားဆိုင်မှမကြည့်ရမဲလက်ဖက်ရည်ဆိုင်သစ္စာရှင်လက်ဖက်ရည်ဆိုင်ကျွန်တော်လက်ဖက်ရည်ဝင်တောက်တော့ပတ်ဆိုင်လေးကြံခဲ့တာပြန်မပေးဘူးလေ ဟောသေးတာကိုသစ္စာရှင်မို့လို့ မင်းတို့အဲ့ဘင်းသားဆိုင်မကျွတ်တွဲလို့အားဆိုင် ဒါကြောင့်ဖေးရတရားရမ်းမြေတော့ဆိုင်မှုကအကြီးကြီးရေးထားတာဘုတ်တန်ဓမ္မတန်ဃာ သာတို့ဗျာ ရက်ဖြူဆိုင် ဟုတ်တယ်ဓမ္မတန်ငယ်ရက်ပြူဆိုင်လား အဲ့ဒီဘင်းသားဆိုင်ကိုမင်းတို့တရားကြည့်လိုက်ပါရေးထားတာမှာဖြူဖွေး အော်ဖြူဖွေး မိသွေးရောင်းဝယ်ရေး ဖြူဖွေးရမီးတို့ရောင်းဝယ်ရေးလားအဲ့မှာ LED ပုတ်ကြီးနဲ့အကြီးရေးထားတာမင်းတို့မတွေ့ဘူးမလားအာကာတာဟောအဝေစီတွဲလူလုပ်နိုင် နောက်နေမင်းအဲ့လိုပြောချင်ဆိုဟဲ့မိုးစိတဲ့မှာမိုးစိတဲ့ဆိုင်နေတယ်စကားများလို့ရတယ်ဆိုင်မဘူးလိုက်ပြီးတော့ဖန်လေးနဲ့ရွက်ရောင်းနေတဲ့ကောင်လေးနှခမ်းကလည်းကိုင်းနေသေးတယ်စကားကလည်းမပြီးဘူးသူများတင်းပြောတာတော့မဟုတ်ဘူးနှခမ်းကလည်းကိုင်းနေစကားလည်းမပြီးဘူးရောင်းတာမလို့ကြီးတရားဖို့ငါလုံးနေအားတော့ဝင်လာတော့မှနှခမ်းကောစကားမပြီးပြီနဲ့အားရပါရအော်ရောင်းတာလေမေလို့ကြီးတရားဖို့ငါလို့ဆိုတော့သူကအားသူရှိဘယ်လိုဖြတ်မလဲစဉ်းစားကြည့်လေ